ကျွန်တော်ခုရှာပြမှာတို့ CC file နဲ့ဗျာ32 CD ပို့ပြီးတို့ 1D 3D flash 10 year online 10 year benefit logo 10 year benefit ရှာပြမယ်ဗျာ graphic lobby graphic လည်းပါတယ်ကျွန်တော်တို့ CC file လေးကို download လုပ်ကြမှာကျွန်တော် Android နဲ့ရှာပြမယ်နော်ရောဘယ်လိုရှာမလဲဆိုတော့ GEDIME capital of day အဲ့လိုရှာလိုက်မယ်ခဏတော့ရှာလိုက်မယ်ဒီလိုရှာလိုက်မယ်ဒီမှာ over the capital of the PDF ဒီ over the ကကြတော့တို့ online 10 year fit ပေါ့နော်တော့ကျွန်တော်ကိုနေချောက်အဲ့လေး copy လိုက်မယ်အဲ့တော့ဒီမှာ set ပါမှဒီလိုလေးရှာလိုက်အပေါ်ဆုံးမြင်တော့မယ်နော်ဒီကိုရေဒီအောက်ကတကိုရေ capital of ဒီမှာ F3 ကို F3 ကိုနော်ကို3ကိုကျွန်တော်တို့ရော MESC ပေါ့အဲ့ကြတော့တို့ဟို 1D band ပေါ့ဗျာ MESC 1လေးရချလိုက်မယ်ရှာမယ်နော် MESC 1ဒီကိုလေးပေါ့နော် MESC 1ခဏတိုင်းမှာဒါလေးကို copy ယူပြီးဒီစက်ပါမှာရှာလိုက်မယ်ဟိုဒီကုတ်ရေဟို3ကုတ်ပေါ့နော်ကားစိမယ်3ကုတ်ပေါ့နော်ရှေ့ပြီးကျွန်တော်ဟို MESCMB ရောမလို့တော့ထည့်ရင်လည်းရတယ်နော်ကျွန်တော်ရှာပြတိုင်းပဲထည့်ဟောကျွန်တော်ဟိုရှိရ MK တိုင်းရှာမယ် MK တိုင်းကြတော့သူကကြတော့Hour benefit တွေပေါ့ဟောဒီမှာ MK တိုင်းဒီကုတ်ဒါလေးကိုရှာလိုက်မယ်စက်ပါမှရှာလိုက်မယ်ဒီခုနလည်းအတိုင်းပဲ3ကုတ်ပေါ့နော်3ကုတ်3ကုတ်ကိုမလုပ်မယ်စိမယ်တကုတ်2ကုတ်3ကုတ်တော့ကျွန်တော်ဟိုလည်းရှာလို့ရတယ်ဒါကြတော့တို့စုပိုင်ဘက်တွေကြီးရဟိုလို original ကုတ်ပိုင်ဘက်မပေါ့ MK ထိုင်းပြီးတော့ကျွန်တော်ဘာရှာပေးနေဆိုတို့ report block REPO RD report ဆိုကျွန်တော်ယူရမယ့်ကုတ်တွေပြရမှာကျွန်တော်ယူမပြတော့report ဆိုရင်ကျွန်တော်ပြမယ်ဒီကုတ်ယူမယ်ဗျာဒီကုတ်ယူမယ်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 အဲ့ဒါကြောင့်reconnect မှာလည်းပါတယ်အဲ့ဒါ offline ဖြစ်ပေါ့ဒီကုတ်ယူမယ်ဒီဘောကုတ်လေးယူမယ်တော့ဒီကုတ်ယူမယ်ဗျာဒီကုတ်36ခုနေဒါကြောင့် damage ဖြစ်တယ်ပေါ့နော်ခုနဲ့တော့မှာ36ခုနှစ် cc ဆိုတာတော့ဟူ fashion CDM မှာလည်းအလုပ်လုပ်တယ်ဒီမှာ report ဒီ TDM Miva ဒါလည်း damage ဖြစ်ပဲဒီကုတ်ရေကျွန်တော်ဒီကုတ်ရေနော်အဲ့ရကျွန်တော်မှတ်တခြားမှတ်ထားလိုက်ကျွန်တော်ယူမပြတော့ဘူး TDM report ဒါလည်း recognize တဲ့ကုတ်ပဲအဲ့ကြောင့်ဒီအောက်က byte နှစ်ခုဒီ byte ရေဒီ byte တွေ byte ပါဆိုလားအဲ့ကနေလေး4ခုယူရမှာcore report ကဒီမှာဒီကုတ်လေးယူရမယ် DSS ကဒီကုတ်တွေကျွန်တော်ယူရတဲ့ကုတ်အကုန်ယူရမှာနော် STRU ဒီကုတ်လေးယူရမယ်တော့ကျွန်တော်ရှိသေးတယ်ဒီမှာဒီသားကြောင့်ဒီကုတ်ယူရမယ်နောက်ဒီကုတ်ယူရမယ် brother ရေဒီကုတ်ရေအဲ့ပဲ carrot ဒါတော့ကိုနေချောက်ဒါလည်းတန်းရဖြစ်ပေါ့နော် CMD flat fit ကဒီမှာဒီကုတ်ယူရမယ်အဲ့နှစ်ကုတ်နှစ်ခုပေါ်မှာဆက်ပါမှရှာပြီး fashion ကောင်းနဲ့သွားလိုက်ဥပိုင်ပဲသွားလိုက်ပါဗျာအဲ့တော့နောက်ကျတော့ကျွန်တော် offline fit က ICO and ECT ဒီကုတ်နဲ့ဒီကုတ် FTAEC အဲ့ဘာနဲ့သွားကောင်းအောင်မကြည့်ပါအဲ့ဟိုဖုန်းနဲ့သွားကောင်းတယ်ကျွန်တော်
MONIT ဟိုဟာ monitor ဒီကုတ်လေးပေါ့နော်အဲ့ဒါလေးကိုကျွန်တော် copy ပြီး server မှာရှာပြီးပေါ်လို့လိုက်ဗျာဟို fashion ကောင်းနဲ့သွားလိုက်ခုပိုင်ဘက်နောက်ရောကျွန်တော်တို့ဗာဂျန်လေးဆိုတော့ emulator ဂျန်လေးရယ် emulator ကြတော့ကျွန်တော်ဟိုပါပေါ့ဗျာတစ်ပိုက် band fit တွေပေါ့တစ်ပိုက် band fit တွေဟာဗျာဖုန်းတိုင်းတူတူပဲဗျာတူတူစေ့ရလို့ပြောရချင်တာပေါ့ဒီကုတ်ကလေးဒါကိုလည်း full လေးနဲ့သွားလိုက်နောက်ကြတော့ကျွန်တော်ဟိုရှိလေးရယ်ဟိုလေ report ပြီးသွားပြီဆိုတော့ကျွန်တော်တာမရှင်နေရောကျွန်တော်ကလပ်မှာပို့တင်ပေးထားတယ်တာမရှင် open fit ပေါ့ဗျာပြောမယ်ဆိုရင်32 bit 64 bit ပေါ့အဲ့ရောတာမရှင်က Telegram ကျွန်တော်မှာ web class မှာတင်ပေးထား browser ကိုတင်တန်းတက်လို့ရရဗျာကျွန်တော်တင်တန်းတက်ချင်း browser ကိုကျွန်တော်ဒီကောက်ကိုလာခဲ့ဒီကောက်ကိုလာခဲ့ဗျာကျွန်တော် user ပေးထားလိုက်မယ်ဒီကောက်လာခဲ့ developer fault ဆိုတဲ့ကောက်လာခဲ့ဗျာအော်ကျွန်တော် ID only တင်ပေးမှာ ID only တားမဲ့ပိုင်မဲ့လည်းပါတယ်ဒါပေမဲ့ ID ကိုပို့ပြီးဒီတင်ပေးပါတော့ဟိုကျွန်တော်ပြောရဲ့ကုတ်တွေကတော့ဒါဝင်မလာခင်မှာစီနော်ဘယ်တော့ဘိုင်းကျွန်တော်ဒီဗီဒီယို YouTube မှာတင်မှာဘယ်တော့လာကြည့်ပေးပါအောင်ဘယ်တော့ဘိုင်းပါ